မြေရောင်ပြီးကြိုးစားခွဲဒီမှာတော့ရှိနာကုန်ပဲစပ်ပြောမယ်မင်းလုံးသားပဲကြားခဲ့တဲ့တန်ရာတန်ချက်တွေလုံးတာနေတော့သားနဲ့ဒီမြေချဝေးရလဲဒီမိုကရေစီပေးပါမယ်လို့အာဏာယူတွေပုံပြောခဲ့တယ်ပြည်သူနဲ့ចောင်းသားတွေကိုတပ်ဖြတ်ခဲ့တာစစ်ဆိုးရပဲရန်ရှင်လူចောင်းသားတွေကိုထောင်ထဲထည့်တာစစ်ဆိုးရပဲဖမ်းဆီးပြီးထောင်ထဲမှာလည်းနှိပ်စက်တာစစ်ဆိုးရပဲဂျာတီတွေပြောင်းလဲပေမဲ့ရှင်တွေဟာထိုးပြီးမလာခဲ့ငါတို့ခေတ်မှာဒီမိုကရေစီမရရအောင်လုပ်ရမှာပဲပြည်သူများတောင်းတတဲ့ဒီမိုကရေစီလူ့ခွင့်ရေးလဲလိန်ညာကလဲပြားပြီးတနက်ကိုင်က၆လန်ထားစေမစ္စတာပေါ်မဲသားလေးကိုတယ်ဒီခုတော့ပြောလိုက်မယ်ရောင်းချထားတယ်ငါနဲ့လည်းမြေရောင်ပြီးကြိုးစားခွဲဒီမှာတော့ရှိနာကုန်ပဲစပ်ပြောမယ်မင်းလုံးသားပဲကြားခဲ့တဲ့တန်ရာတန်ချက်တွေလုံးတာနေတော့သားနဲ့ဒီမြေချဝေးရလဲဒီမိုကရေစီပေးပါမယ်လို့အာဏာယူတွေပုံပြောခဲ့တယ်ပြည်သူနဲ့ចောင်းသားတွေကိုတပ်ဖြတ်ခဲ့တာစစ်ဆိုးရပဲရန်ရှင်လူចောင်းသားတွေကိုထောင်ထဲထည့်တာစစ်ဆိုးရပဲဖမ်းဆီးပြီးထောင်ထဲမှာလည်းနှိပ်စက်တာစစ်ဆိုးရပဲဂျာတီတွေပြောင်းလဲပေမဲ့ရှင်တွေဟာထိုးပြီးမလာခဲ့ငါတို့ခေတ်မှာဒီမိုကရေစီမရရအောင်လုပ်ရမှာပဲပြည်သူများတောင်းတတဲ့ဒီမိုကရေစီလူ့ခွင့်ရေးလဲလိန်ညာကလဲပြားပြီးတနက်ကိုင်က၆လန်ထားစေမစ္စတာပေါ်မဲသားလေးကိုတယ်ဒီခုတော့ပြောလိုက်မယ်ရောင်းချထားတယ်ငါနဲ့လည်းမြေရောင်ပြီးကြိုးစားခွဲဒီမှာတော့ရှိနာကုန်ပဲစပ်ပြောမယ်မင်းလုံးသားပဲကြားခဲ့တဲ့တန်ရာတန်ချက်တွေလုံးတာနေတော့သားနဲ့ဒီမြေချဝေးရလဲဒီမိုကရေစီပေးပါမယ်လို့အာဏာယူတွေပုံပြောခဲ့တယ်ပြည်သူနဲ့ចောင်းသားတွေကိုတပ်ဖြတ်ခဲ့တာစစ်ဆိုးရပဲရန်ရှင်လူចောင်းသားတွေကိုထောင်ထဲထည့်တာစစ်ဆိုးရပဲဖမ်းဆီးပြီးထောင်ထဲမှာလည်းနှိပ်စက်တာစစ်ဆိုးရပဲဂျာတီတွေပြောင်းလဲပေမဲ့ရှင်တွေဟာထိုးပြီးမလာခဲ့ငါတို့ခေတ်မှာဒီမိုကရေစီမရရအောင်လုပ်ရမှာပဲပြည်သူများတောင်းတတဲ့ဒီမိုကရေစီလူ့ခွင့်ရေးလဲလိန်ညာကလဲပြားပြီးတနက်ကိုင်က၆လန်ထားစေမစ္စတာပေါ်မဲသားလေးကိုတယ်ဒီခုတော့ပြောလိုက်မယ်ရောင်းချထားတယ်ငါနဲ့လည်းမြေရောင်ပြီးကြိုးစားခွဲဒီမှာတော့ရှိနာကုန်ပဲစပ်ပြောမယ်မင်းလုံးသားပဲကြားခဲ့တဲ့တန်ရာတန်ချက်တွေလုံးတာနေတော့သားနဲ့ဒီမြေချဝေးရလဲဒီမိုကရေစီပေးပါမယ်လို့အာဏာယူတွေပုံပြောခဲ့တယ်ပြည်သူနဲ့ចောင်းသားတွေကိုတပ်ဖြတ်ခဲ့တာစစ်ဆိုးရပဲရန်ရှင်လူចောင်းသားတွေကိုထောင်ထဲထည့်တာစစ်ဆိုးရပဲဖမ်းဆီးပြီးထောင်ထဲမှာလည်းနှိပ်စက်တာစစ်ဆိုးရပဲဂျာတီတွေပြောင်းလဲပေမဲ့ရှင်တွေဟာထိုးပြီးမလာခဲ့ငါတို့ခေတ်မှာဒီမိုကရေစီမရရအောင်လုပ်ရမှာပဲပြည်သူများတောင်းတတဲ့ဒီမိုကရေစီလူ့ခွင့်ရေးလဲလိန်ညာကလဲပြားပြီးတနက်ကိုင်က၆လန်ထားစေမစ္စတာပေါ်မဲသားလေးကိုတယ်ဒီခုတော့ပြောလိုက်မယ်ရောင်းချထားတယ်ငါနဲ့လည်းမြေရောင်ပြီးကြိုးစားခွဲဒီမှာတော့ရှိနာကုန်ပဲစပ်ပြောမယ်မင်းလုံးသားပဲကြားခဲ့တဲ့တန်ရာတန်ချက်တွေလုံးတာနေတော့သားနဲ့ဒီမြေချဝေးရလဲဒီမိုကရေစီပေးပါမယ်လို့အာဏာယူတွေပုံပြောခဲ့တယ်ပြည်သူနဲ့ចောင်းသားတွေကိုတပ်ဖြတ်ခဲ့တာစစ်ဆိုးရပဲရန်ရှင်လူចောင်းသားတွေကိုထောင်ထဲထည့်တာစစ်ဆိုးရပဲဖမ်းဆီးပြီးထောင်ထဲမှာလည်းနှိပ်စက်တာစစ်ဆိုးရပဲဂျာတီတွေပြောင်းလဲပေမဲ့ရှင်တွေဟာထိုးပြီးမလာခဲ့ငါတို့ခေတ်မှာဒီမိုကရေစီမရရအောင်လုပ်ရမှာပဲပြည်သူများတောင်းတတဲ့ဒီမိုကရေစီလူ့ခွင့်ရေးလဲလိန်ညာကလဲပြားပြီးတနက်ကိုင်က၆လန်ထားစေမစ္စတာပေါ်မဲသားလေးကိုတယ်ဒီခုတော့ပြောလိုက်မယ်ရောင်းချထားတယ်ငါနဲ့လည်းမြေရောင်ပြီးကြိုးစားခွဲဒီမှာတော့ရှိနာကုန်ပဲစပ်ပြောမယ်မင်းလုံးသားပဲကြားခဲ့တဲ့တန်ရာတန်ချက်တွေလုံးတာနေတော့သားနဲ့ဒီမြေချဝေးရလဲဒီမိုကရေစီပေးပါမယ်လို့အာဏာယူတွေပုံပြောခဲ့တယ်ပြည်သူနဲ့ចောင်းသားတွေကိုတပ်ဖြတ်ခဲ့တာစစ်ဆိုးရပဲရန်ရှင်လူចောင်းသားတွေကိုထောင်ထဲထည့်တာစစ်ဆိုးရပဲဖမ်းဆီးပြီးထောင်ထဲမှာလည်းနှိပ်စက်တာစစ်ဆိုးရပဲဂျာတီတွေပြောင်းလဲပေမဲ့ရှင်တွေဟာထိုးပြီးမလာခဲ့ငါတို့ခေတ်မှာဒီမိုကရေစီမရရအောင်လုပ်ရမှာပဲပြည်သူများတောင်းတတဲ့ဒီမိုကရေစီလူ့ခွင့်ရေးလဲလိန်ညာကလဲပြားပြီးတနက်ကိုင်က၆လန်ထားစေမစ္စတာပေါ်မဲသားလေးကိုတယ်ဒီခုတော့ပြောလိုက်မယ်ရောင်းချထားတယ်ငါနဲ့လည်းမြေရောင်ပြီးကြိုးစားခွဲဒီမှာတော့ရှိနာကုန်ပဲစပ်ပြောမယ်မင်းလုံးသားပဲကြားခဲ့တဲ့တန်ရာတန်ချက်တွေလုံးတာနေတော့သားနဲ့ဒီမြေချဝေးရလဲဒီမိုကရေစီပေးပါမယ်လို့အာဏာယူတွေပုံပြောခဲ့တယ်ပြည်သူနဲ့ចောင်းသားတွေကိုတပ်ဖြတ်ခဲ့တာစစ်ဆိုးရပဲရန်ရှင်လူចောင်းသားတွေကိုထောင်ထဲထည့်တာစစ်ဆိုးရပဲဖမ်းဆီးပြီးထောင်ထဲမှာလည်းနှိပ်စက်တာစစ်ဆိုးရပဲဂျာတီတွေပြောင်းလဲပေမဲ့ရှင်တွေဟာထိုးပြီးမလာခဲ့ငါတို့ခေတ်မှာဒီမိုကရေစီမရရအောင်လုပ်ရမှာပဲပြည်သူများတောင်းတတဲ့ဒီမိုကရေစီလူ့ခွင့်ရေးလဲလိန်ညာကလဲပြားပြီးတနက်ကိုင်က၆လန်ထားစေမစ္စတာပေါ်မဲသားလေးကိုတယ်ဒီခုတော့ပြောလိုက်မယ်ရောင်းချထားတယ်ငါနဲ့လည်းမြေရောင်ပြီးကြိုးစားခွဲဒီမှာတော့ရှိနာကုန်ပဲစပ်ပြောမယ်မင်းလုံးသားပဲကြားခဲ့တဲ့တန်ရာတန်ချက်တွေလုံးတာနေ
စစ်ဆိုးရပဲဂျာဒီတွေပြောင်းလဲပေမဲ့ရှင်တွေကဒူးပြီးမလာခဲ့ငါတို့ခေတ်မှာဒီမိုကရေစီမရရအောင်လုပ်ရမှာပဲပြည်သူများတောင်းတတဲ့ဒီမိုကရေစီလူ့ခွင့်ရေးလဲလိန်ညာကလဲပြားပြီးတနက်ကင်က၆လန်ထားတယ် မင်းစပေါ်မဲ့သားလေးကိုထဲဒီခုတော့ပြောလိုက်မယ်ရောင်းချထားတယ်ငါနဲ့လည်းပြင်ရောင်ပြီးကြိုးစားခွဲဒီမှာတော့ရှိနာကုန်ပဲစပ်ပြောမယ်မင်းလုံးသားလေးကြားခဲ့တဲ့တန်ရာတန်ချက်တွေလုံတာနေတော့သားနဲ့ဒီရင်မြေချဝေးရလဲ ဒီမိုကရေစီပေးပါမယ်လို့အာဏာယူတွေပုံပြောခဲ့တယ်ပြည်သူနဲ့ចောင်းသားတွေကိုတပ်ဖြတ်ခဲ့တာစစ်ဆိုးရပဲရမ်းရှင်လူចောင်းသားတွေကိုထောင်ထဲထည့်တာစစ်ဆိုးရပဲဖမ်းဆီးပြီးထောင်ထဲမှာလည်းနှိပ်စက်တာစစ်ဆိုးရပဲဂျာဒီတွေပြောင်းလဲပေမဲ့ရှင်တွေကဒူးပြီးမလာခဲ့ငါတို့ခေတ်မှာဒီမိုကရေစီမရရအောင်လုပ်ရမှာပဲပြည်သူများတောင်းတတဲ့ဒီမိုကရေစီလူ့ခွင့်ရေးလဲလိန်ညာကလဲပြားပြီးတနက်ကင်က၆လန်ထားစေ မင်းစပေါ်မဲ့သားလေးကိုထဲဒီခုတော့ပြောလိုက်မယ်ရောင်းချထားတယ်ငါနဲ့လည်းပြင်ရောင်ပြီးကြိုးစားခွဲဒီမှာတော့ရှိနာကုန်ပဲစပ်ပြောမယ်မင်းလုံးသားလေးကြားခဲ့တဲ့တန်ရာတန်ချက်တွေလုံတာနေတော့သားနဲ့ဒီရင်မြေချဝေးရလဲ ဒီမိုကရေစီပေးပါမယ်လို့အာဏာယူတွေပုံပြောခဲ့တယ်ပြည်သူနဲ့ចောင်းသားတွေကိုတပ်ဖြတ်ခဲ့တာစစ်ဆိုးရပဲရမ်းရှင်လူចောင်းသားတွေကိုထောင်ထဲထည့်တာစစ်ဆိုးရပဲဖမ်းဆီးပြီးထောင်ထဲမှာလည်းနှိပ်စက်တာစစ်ဆိုးရပဲဂျာဒီတွေပြောင်းလဲပေမဲ့ရှင်တွေကဒူးပြီးမလာခဲ့ငါတို့ခေတ်မှာဒီမိုကရေစီမရရအောင်လုပ်ရမှာပဲပြည်သူများတောင်းတတဲ့ဒီမိုကရေစီလူ့ခွင့်ရေးလဲလိန်ညာကလဲပြားပြီးတနက်ကင်က၆လန်ထားစေ မင်းစပေါ်မဲ့သားလေးကိုထဲဒီခုတော့ပြောလိုက်မယ်ရောင်းချထားတယ်ငါနဲ့လည်းပြင်ရောင်ပြီးကြိုးစားခွဲဒီမှာတော့ရှိနာကုန်ပဲစပ်ပြောမယ်မင်းလုံးသားလေးကြားခဲ့တဲ့တန်ရာတန်ချက်တွေလုံတာနေတော့သားနဲ့ဒီရင်မြေချဝေးရလဲ ဒီမိုကရေစီပေးပါမယ်လို့အာဏာယူတွေပုံပြောခဲ့တယ်ပြည်သူနဲ့ចောင်းသားတွေကိုတပ်ဖြတ်ခဲ့တာစစ်ဆိုးရပဲရမ်းရှင်လူចောင်းသားတွေကိုထောင်ထဲထည့်တာစစ်ဆိုးရပဲဖမ်းဆီးပြီးထောင်ထဲမှာလည်းနှိပ်စက်တာစစ်ဆိုးရပဲဂျာဒီတွေပြောင်းလဲပေမဲ့ရှင်တွေကဒူးပြီးမလာခဲ့ငါတို့ခေတ်မှာဒီမိုကရေစီမရရအောင်လုပ်ရမှာပဲပြည်သူများတောင်းတတဲ့ဒီမိုကရေစီလူ့ခွင့်ရေးလဲလိန်ညာကလဲပြားပြီးတနက်ကင်က၆လန်ထားစေ မင်းစပေါ်မဲ့သားလေးကိုထဲဒီခုတော့ပြောလိုက်မယ်ရောင်းချထားတယ်ငါနဲ့လည်းပြင်ရောင်ပြီးကြိုးစားခွဲဒီမှာတော့ရှိနာကုန်ပဲစပ်ပြောမယ်မင်းလုံးသားလေးကြားခဲ့တဲ့တန်ရာတန်ချက်တွေလုံတာနေတော့သားနဲ့ဒီရင်မြေချဝေးရလဲ ဒီမိုကရေစီပေးပါမယ်လို့အာဏာယူတွေပုံပြောခဲ့တယ်ပြည်သူနဲ့ចောင်းသားတွေကိုတပ်ဖြတ်ခဲ့တာစစ်ဆိုးရပဲရမ်းရှင်လူចောင်းသားတွေကိုထောင်ထဲထည့်တာစစ်ဆိုးရပဲဖမ်းဆီးပြီးထောင်ထဲမှာလည်းနှိပ်စက်တာစစ်ဆိုးရပဲဂျာဒီတွေပြောင်းလဲပေမဲ့ရှင်တွေကဒူးပြီးမလာခဲ့ငါတို့ခေတ်မှာဒီမိုကရေစီမရရအောင်လုပ်ရမှာပဲပြည်သူများတောင်းတတဲ့ဒီမိုကရေစီလူ့ခွင့်ရေးလဲလိန်ညာကလဲပြားပြီးတနက်ကင်က၆လန်ထားစေ မင်းစပေါ်မဲ့သားလေးကိုထဲဒီခုတော့ပြောလိုက်မယ်ရောင်းချထားတယ်ငါနဲ့လည်းပြင်ရောင်ပြီးကြိုးစားခွဲဒီမှာတော့ရှိနာကုန်ပဲစပ်ပြောမယ်မင်းလုံးသားလေးကြားခဲ့တဲ့တန်ရာတန်ချက်တွေလုံတာနေတော့သားနဲ့ဒီရင်မြေချဝေးရလဲ ဒီမိုကရေစီပေးပါမယ်လို့အာဏာယူတွေပုံပြောခဲ့တယ်ပြည်သူနဲ့ចောင်းသားတွေကိုတပ်ဖြတ်ခဲ့တာစစ်ဆိုးရပဲရမ်းရှင်လူចောင်းသားတွေကိုထောင်ထဲထည့်တာစစ်ဆိုးရပဲဖမ်းဆီးပြီးထောင်ထဲမှာလည်းနှိပ်စက်တာစစ်ဆိုးရပဲဂျာဒီတွေပြောင်းလဲပေမဲ့ရှင်တွေကဒူးပြီးမလာခဲ့ငါတို့ခေတ်မှာဒီမိုကရေစီမရရအောင်လုပ်ရမှာပဲပြည်သူများတောင်းတတဲ့ဒီမိုကရေစီလူ့ခွင့်ရေးလဲလိန်ညာကလဲပြားပြီးတနက်ကင်က၆လန်ထားစေ မင်းစပေါ်မဲ့သားလေးကိုထဲဒီခုတော့ပြောလိုက်မယ်ရောင်းချထားတယ်ငါနဲ့လည်းပြင်ရောင်ပြီးကြိုးစားခွဲဒီမှာတော့ရှိနာကုန်ပဲစပ်ပြောမယ်မင်းလုံးသားလေးကြားခဲ့တဲ့တန်ရာတန်ချက်တွေလုံတာနေတော့သားနဲ့ဒီရင်မြေချဝေးရလဲ ဒီမိုကရေစီပေးပါမယ်လို့အာဏာယူ